ပေါ်မီပရိသတ်များအားလုံးပဲမင်္ဂလာပါဒါဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့အာဆနယ်ကစားသမားဟောင်းဆန်တီကာဇိုလာရဲ့အကြောင်းပေါ့လေဒါသတင်းတွေကလည်းအများကြီးရေးနေကြတယ်တချို့ page တွေအများကြီးကလည်းတင်နေကြတယ်ဆိုတော့ဒါအကုန်လုံးလည်းသိပြီးသားအကြောင်းအရာဖြစ်ရှင်ဖြစ်လိမ့်မယ်ကာဇိုလာဟာအခုချိန်မှာအသက်40ကျော်နေပြီဆိုပေမဲ့ကစားသမားဘွားကနေအနားမယူသေးဘူးသူ့ရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ဒီစပိန်ဒုတိယရန်ကလပ်အိုဗီဒိုအသင်းအတွက်ကစားနေခဲ့တယ်အာဆနယ်မှာကစားတော့ကဆိုလို့ရှိရင်ဒါပြောစရာမလိုဘူးဆန်တီဟာတကယ်ပရီးမီးယားလိကွင်းလယ်ရဲ့အကောင်းဆုံးတွေထဲကတယောက်ဖြစ်ခဲ့တယ်အာဆနယ်မှာလည်းတကယ်ကိုကွင်းလယ်ကိုဥဆောင်ပြီးတော့ရှေ့ဆွမ်းပြနိုင်ခဲ့တယ်ပြောရလို့ရှိရင်အာဆနယ်ကိုသူရောက်လာတဲ့အချိန်တုန်းကကျွန်တော်ကဒီတိတ်ပြီးတော့သူ့ကိုဖြစ်ပါမလားအဲ့လိုမျိုးတန်တရားရှိခဲ့တယ်ဗောလေဘာကြောင့်လဲဆိုတော့အရက်အမောင်းကအစဒါပရီးမီးယားလိမှာအံဝင်ပါမလားဆိုတာမျိုးတွေးမိခဲ့တယ်ဗောပွင့်လင်းပြောလို့ရှိရင်ကာဇိုလာဆိုတာအာဆနယ်မရောက်ခင်တုန်းကမာလာဂါမှာကစားတယ်လို့ပဲသိတာဒါပေမဲ့ရန်ကောင်းသလားဘာလားညာလားဆိုတဲ့အနေအထားမျိုးထိမကြည့်ဘူးမသိဘူးတဲ့ခါကျတော့အထင်မကြီးဘူးပေါ့အာဆနယ်ဟာအာဆနယ်ဘလို့ကောင်မျိုးခေါ်ပြန်ပြီလဲဆိုတာမျိုးလောက်ပဲဒါပေမဲ့တကယ်သူကစားတာကိုကြည့်ရတဲ့အချိန်မှာလုံးဝအံ့ဩသွားအောင်သူကကစားပြနိုင်တယ်ဘယ်ရှည်နဲ့ညာရှည်မှာသူကဘယ်ရှည်တန်တာလားညာရှည်တန်တာလားဆိုတာကိုမသိလောက်အောင်တောင်တယောက်ကျင့်မသိလောက်အောင်တတိသူကဒီနှစ်ဖက်လုံးကိုသူကမျှရှည်နဲ့နှစ်ဖက်လုံးကျွမ်းကျင်တဲ့ကစားနိုင်တယ်ဒီအထင်ရှားဆုံးပွဲကိုပြောရလို့ရှိရင်ဒါလူတိုင်းအာဆနယ်ပရိသတ်တွေဆိုလို့ရှိရင်မှတ်မိလိမ့်မယ်ဒီမန်စတီးကိုအီတီဟတ်မှာနိုင်ခဲ့တဲ့ပွဲ2016တုန်းကပွဲမှာကွင်းလယ်ကိုလုံးဝမန်စတီးကစားသမားတွေ4ယောက်5ယောက်လောက်ကိုသူအဲ့လိုမျိုးကြော်ဖြတ်ပြီးတော့ကစားပြတဲ့ဟာတွေတော်တော်မိုက်တယ်ပြီးတော့ဒီအာဆနယ်ပရိသတ်တွေအတွက်ဆိုရင်အမှတ်ရနိုင်မဲ့ဟာကဒီဖလားလက်မဲ့ကာလာ6နှစ်ဖြစ်နေတာကိုအဆုံးသတ်စေခဲ့တဲ့2014ဒီဟူစတီနဲ့ FA ဖလားဖိုင်နယ်ပေါ့လေအဲ့ဒါမှာအာဆနယ်ကပွဲစား7မိနစ်ကျော်လောက်မှာပဲ2ဂိုးပေးလိုက်ရပြီးတော့2ဂိုးအချုံးကနေလိုက်ကစားရတာအဲ့လိုအနေထားမျိုးမှာကာဇိုလာကသူ့ရဲ့တကယ်ကိုလှပတဲ့ free kick သွင်းကိုတကိုးနဲ့အသင်းကိုပြန်လာဖို့အတွက်သူဥဆောင်ပေးနိုင်ခဲ့တာပေါ့လေဒါကတော့ဒါအာဆနယ်မှာခြေသွမ်းပြခဲ့တဲ့အကြောင်းကိုနည်းနည်းပြောခဲ့တာသူ့ကိုဒုက္ခပေးခဲ့တာကတော့ဒဏ်ရာပြဿနာတွေပဲအဲ့ဒဏ်ရာပြဿနာတွေဒုက္ခပေးခဲ့တဲ့အတွက်2016ကနေ2018အတွင်းမှာသူကခွဲစိတ်မှု8ကြိမ်အထိလုပ်ခဲ့ရတယ်ပြီးတော့ကာလာရှေအနားယူခဲ့ရတယ်ဆရာဝန်တွေကတော့မှသူ့ကိုခမားသမီးလေးနဲ့အတူပန်းချန်ထဲမှာလမ်းလျှောက်နိုင်ရင်ပဲကျေနပ်ရပါပြီဆိုတော့အနေအထားမျိုးထိပြောခဲ့တယ်ကစားသမားဘွားကအနားယူဖို့အထိသူ့ကိုတိုက်တွန်းခဲ့တယ်ဒါပေမဲ့ကာဇိုလာကဒါကိုလက်မခံခဲ့ပဲနဲ့သူ့အဆိုအဆုံးအခြေအနေတွေကနေရုံထွက်နိုင်မှုစူးစမ်းခဲ့တယ်စုစုပေါင်းခွဲစိတ်မှု10ကြိမ်အထိလုပ်ပြီးတော့သူပြန်ပြီးတော့ကစားနိုင်ခဲ့တယ်ဒါဘယ်လိုပြောမလဲဆိုတော့အာဆနယ်ကထွက်သွားပြီးတဲ့အချိန်မှာသူဗီလာရီယယ်သူ့ရဲ့အသင်းဟောင်းပဲဗီလာရီယယ်ကိုရောက်သွားတယ်ဗီလာရီယယ်ကိုရောက်သွားပြီးတော့ကစားတဲ့အချိန်မှာလည်းဒါကစားသမားတစ်ယောက်အနေနဲ့ပြန်ကစားနိုင်တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ဒီတာမန်ဂါချန်ကအဆင့်မျိုးမဟုတ်ဘူးတကယ်ထိပ်တန်းအဆင့်မှာသူကစားခဲ့တယ်ဗီလာရီယယ်အတွက်200တီအတွင်းမှာပြိုင်ပွဲဆုံး86ပွဲအထိကစားပေးခဲ့တယ်တကယ်ထိပ်တန်းရှည်စွမ်းနဲ့ကစားပေးခဲ့တာအဲ့ဒီနောက်မှာသူကကာတာကလပ်ဆက်ကိုပြောင်းသွားတယ်ပြီးတော့အဲ့မှာ300တီအတွင်းမှာပွဲပေါင်း60ကျော်ကစားပေးခဲ့တယ်ဒီလိုကြမ်းဟန်မှုကောင်းကောင်းနဲ့သူဟာပြန်လာနိုင်ခဲ့တယ်ထိပ်တန်းရှည်စွမ်းနဲ့ဒါပေမဲ့အဲ့နောက်ပိုင်းမှာတော့သူကဒါသူ့ရဲ့ငယ်ဘဝအသင်းဟောင်းဖြစ်တဲ့အေဗီဒိုကဒီအိုဗီဒိုအသင်းကသူ့ကိုနေပြီးတော့ဒါကမ်းလှမ်းခဲ့တယ်သူကပထမတော့ကအိုဗီဒိုအတွက်ဆိုရင်လောက်ခလာကြမယူဘဲနဲ့အလကားကစားပေးဖို့အတွက်ပြောခဲ့ပေမဲ့ professional ကစားသမားတယောက်က professional အသင်းတစ်သင်းမှာလောက်ခလာကြမယူဘဲနဲ့ကစားလို့မရတဲ့စီမင်းကြောင့်သူကအနည်းဆုံးလောက်ခလာကြနဲ့ပဲအိုဗီဒိုအသင်းနဲ့ကစားပေးခဲ့တယ်ပြီးတော့ဒီသူ့ရဲ့ဂျာစီရောင်းရငွေကနေ10%ကိုဒါအကယ်ဒမီမှာပြန်ပြီးတော့သုံးဖို့အတွက်သူကဒါလုပ်ပေးခဲ့တယ်ပေါ့လေဒီတော့ဒီယာတီမှာထူးခြားတာကစီကန်တာကနေသူတို့အသင်းဟာလာလီဂါကိုတန်းတက်ခွင့်ရသွားပြီလာလီဂါတန်းတက်ခွင့်အတွက် play-off semi final မှာကာဇိုလာကတကယ်ကိုလှပတဲ့ free kick သွင်းကိုတကိုးနဲ့အသင်းကိုဗိုလ်လုပွဲပို့ပေးခဲ့တယ်ဗိုလ်လုပွဲမှာလည်းပနယ်တီသွင်းကိုတကိုးနဲ့အသင်းကိုဒါအနိုင်ရပြီးတော့အတိအကျပြောရရင်2001ခုနှစ်နောက်ပိုင်းပထမဦးဆုံးအကြိမ်ဖြစ်တဲ့လာလီဂါမှာပြန်ပြီးတော့ကစားခွင့်ရခဲ့ပြီပေါ့လေ24နှစ်ကြာဝေးကွာနေတဲ့လာလီဂါကစားခွင့်ကိုအိုဗီဒိုအသင်းအတွက်ယူပေးနိုင်ခဲ့ပြီဒါဟာတကယ်ကိုဘောလုံးသမိုင်းအတွက်လှပတဲ့ဒီ story တစ်ပုဒ်လို့ပဲပြောရမှာပေါ့ဒါကတော့ဆန်တီကာဇိုလာရဲ့အကြောင်းဖြစ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာရှိရင် comment ထဲမှာပြောခဲ့နိုင်ပါတယ်ဗျကြည့်ရှုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ